အခုကလေရေကအချိန်နဲ့တပြေးညီတဖြည်းဖြည်းတော့တက်လာတယ်ပေါ့နော်အခုကျမနောက်မှာဗီဒီယိုလေးပြထားသလိုမျိုးပေါ့နော်ရေကအရန်ရေစီးတန်ပြီးတော့ရေတက်မှုကအချိန်နဲ့တပြေးညီရောဖြစ်နေသေးရဲ့အဲ့ဒီခါကျတော့ကျမတို့အဓိကဒီနေရာမှာဘာလို့အပ်လဲဆိုတော့ဒီ data ကနေပြီးတော့ပြောင်းရွှေ့သွားတဲ့လူတွေအဓိကနေထိုင်ဖို့ရယ်စားဝတ်နေရအတွက်အလှူရှင်တွေကပို့လို့ရတယ်လို့ကျမအနေနဲ့မြင်နေပေါ့နော်တနေ့ဒီရေကြီးတဲ့ဗီဒီယိုတွေကိုရိုက်ပြနေရအောင်လဲကျေးဇူးတင်တယ်ဒါပေမဲ့အဲ့ဒီစားလို့ရှိလို့ရှိရင်ကျမအနေနဲ့အခုဒီ data မှာအခုဒီလိုမျိုးပြနေသလိုဖြစ်နေပေါ့နော်ပြောင်းရွှေ့နေထိုင်တဲ့လူတွေအတွက်ကျမတို့ပို့ပြီးတော့ကူညီပေးဖို့လိုအပ်တယ်လို့မြင်နေပေါ့နော်နောက်နေ့မှာဆိုလို့ရှိလို့ရှင်လဲဒီကယ်ဆယ်ရေးနေရာတွေမှာပေါ့နော်ဘယ်လိုမျိုးထားလဲဆိုတဲ့ဗီဒီယိုတွေကျမရိုက်ပြသွားမယ်ပေါ့နော်အခုရိုက်နောက်မှာပြထားတဲ့ဗီဒီယိုကကြတော့ဒီနေ့မနက်ပေါ့နော်ဒီနေ့က22ရက်နေ့22ရက်8လ2026ပေါ့နော်ဒီနေ့စနေနေ့ရိုက်ထားတဲ့ရေတက်လာတဲ့ update အခြေအနေလေးပေါ့နော်ကျမဒီဟာကိုပြောချင်တာထက်ကအဓိကရေတက်လာတော့အခုချိန်ထိတော့တက်လာနေတော့ရေစီးနှုန်းကကျမသွားသေးဘူးရေစီးနှုန်းကအရန်ရေတန်နေသေးရဲ့ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒေတာတွေမှာတချို့ကျတော့လေကိုယ့်အိမ်ကိုဒေတာကိုမခွာခြင်းတဲ့ကြောင့်လို့ဒီရေပေါ်လေးမှာဖြစ်တယ်လို့နေနေတာပေါ့နော်မနက်ကသွားရိုက်ထားတဲ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်အဲ့ဒီအိမ်သားမှာပေါ့နော်မွေဝင်နေတယ်ဒါသူတို့အမှမွေကိုလိုက်ရိုက်နေကြတယ်အဲ့လိုမျိုးအသက်အန္တရာယ်အစားအရေးကြီးရပေါ့နော်အဲ့တော့သူတို့တွေအတွက်ကျမတို့ကကူညီကယ်ဆယ်ပေးဖို့လိုအပ်တယ်လို့မြင်နေပေါ့နော်ကျမလည်းတစ်နိုင်တော့ကူညီပေးပါမယ်ပေါ့နော်တကယ်လို့ဒီဗီဒီယိုလေးတွေ့ပြီးကူညီရှင်လဲဆိုလို့ရှိရင်ကျမတို့ဆက်သွယ်လို့ရတယ်ပေါ့နော်ဒီကျောင်းဖုန်းကြီးကျောင်းနေပြီးတော့လို့ရှိလို့ရှိရင်ဒီခမ်းမတို့ဘာလို့ပေါ့နော်ဒီဒေတာနေရာဒေတာအသီးသီးမှာဖွဲပြီးတော့ကယ်ဆယ်ရေးစခန်းတွေထားတယ်ပေါ့နော်အဲ့ဒီမှာပြောင်းရွှေ့ပြီးနေကြတယ်ပေါ့နော်တချို့ကိုအိမ်မှာနေလို့ရသလောက်နေလို့ရပြီးနေတယ်ဆိုပေမဲ့ပေါ့နော်အနေလေးရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမတို့ပို့ပြီးတော့သူတို့ကိုကူညီကယ်ဆယ်ပြီးဖို့လိုအပ်တယ်လို့မြင်ပါတယ်ရှင့်နောက်ထောင်ပြီးရတဲ့အတွက်ကျေးဇူးပါမနေ့ဖက်ကြလို့ရှိရင်လည်းဗီဒီယိုပေါ့နော်နောက်ထပ်ကယ်ဆယ်ရေးကဗီဒီယိုလေးထပ်တင်ပေးမယ်ပေါ့နော်နောက်ထောင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့လှူဒန်းချင်တယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်ရှင့်ကျေးဇူးပါဘိုင်ဘိုင်